Hello, Blackpink fan များအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာ Blackpink ရဲ့ထင်ရှားတဲ့အဖွဲ့ဝင် Rose နဲ့ပတ်သက်တဲ့ MO ဖွဲ့တဲ့တင်ခုကိုပြောပြမှာဖြစ်ပါတယ် Rose ဟာ Blackpink ကနေဖွဲ့ထွက်တော့မယ့်တင်မှာပရိသတ်တွေကိုဝန်းနေစေနေပါတယ်ဒီတင်ရဲ့အသေးစိတ်ကိုတူတူဆက်ပြီးတော့နားထောင်ကြည့်အောင်မကြားသေးခင်ကထွက်ပေါ်လာတဲ့တင်ရင်းမြစ်တွေရ Rose ဟာ Blackpink ရဲ့အဖွဲ့တွေကနေဖွဲ့ထွက်ပြီးတကူတော်နည်းပညာရှင်ဖြစ်ဆက်လက်လှုပ်ရှားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ YG Entertainment ကတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်သေးပေမဲ့ဒီသတင်းကကျွန်တော်တို့တော့အံ့တင်စရာတော့မဟုတ်ပါဘူး။ Rose ပထမဦးဆုံး Rose မြေရှိတဲ့ solo album ဟာထွက်ရှိပြီးတာနဲ့တခါတော်ဝမ်းမှာအောင်မြင်မှုချီးမွမ်းခဲ့ပါတယ်။အဲဒီရှင်ကစလို့ Rose ဟာသူမရဲ့တကူတော်ဂီတလမ်းကြောင်းကိုပုံမအာရုံစိုက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီဆုံးဖြတ်ချက်ဟာဒီမှာရင်းပညာနဲ့ညောင်းအတွက်အကောင်းဆုံးရေးချင်မှုဖြစ်နိုင်ပါတယ်။ဒါပေမဲ့လင့်တွေအတွက်ကတော့ဒီသတင်းကသတင်းကောင်းမဟုတ်တာတော့သိကြပါပဲ။ဒီသတင်းနဲ့ပတ်သက်ပြီးတင်အောင်ဘယ်လိုထင်လဲ။ Rose ရဲ့တကူတော်လည်းညောင်းကိုအားပေးပါလား။ comment တွေမှာတင်ရမြင်တွေကိုမျှဝေပေးတော့ပါဦး။နောက်ထပ်လည်းဒီလိုနာမည်ကြီးပညာရှင်တွေရဲ့သတင်းတွေအတွက် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားကြဖို့လည်းမေ့ပါနဲ့ဦးနော်။